အားလုံးမင်္ဂလာပါခေါင်းပါဒီရက်မှာတော့နောက် update 4.1မှာဘာတွေပါလာမလဲဆိုတာကိုသွားကြည့်ပါမယ်ကျွန်တော်တို့လီပြန်စားထားတာနဲ့ Iron Game မှာတော့ event အသေး၄ခုနဲ့ event အကြီး2ခုကိုတွေ့ရမှာပါကျွန်တော် event အကြီးကိုဆင်းတာနဲ့ပင်ကွင်းရုပ်ထုတွေပင်ကွင်းတင်းတွေနဲ့ event အကျယ်ကြီးကိုတွေ့ရမှာပါ event main crate ကိုဖွင့်လိုက်တာနဲ့တနက်အကောင်းစားတွေရဲ့ဒီ event မှာပါလာတဲ့ပစ္စည်းအသစ်တွေကိုမြင်ရမှာဖြစ်ပြီးထူးဆန်းတာကကျွန်တော်နောက်ပိုင်း event တွေမှာမတွေ့ရတော့တဲ့ record တွေကိုပြန်တွေ့လာရတာပါပါလာမလားမပါလာဘူးလားဆိုတာတော့မသိချပေမဲ့ပါလာစေချင်တာတော့အမှန်ပါပဲဒီတော့ဒီ event မှာတွေ့ရမယ်ထူးခြားပါလာတဲ့ပစ္စည်းလေးတွေအကြောင်းပြောပြပါမယ်ပထမဆုံးတစ်ခုကအနီရောင်ခရာလေးပါဒီခရာလေးကိုမိုးလိုက်မယ်ဆိုရင်ပင်ကွင်းလေးထွက်လာပြီးသူ့စီကနေပစ္စည်းဝယ်လို့ရမှာပါဒီဈေးရောက်တဲ့ပင်ကွင်းကဆရာကြီးပါသူ့ကိုသူတခြားကဘာလာတယ်လို့ပြောပါတယ်နောက်တစ်ခုကဒီခန်းအောင်ဆေးရည်လေးပါဒီခန်းအောင်ဆေးရည်လေးကိုသုံးလိုက်မယ်ဆိုရင်ကြည်ဖြစ်တဲ့နေရာမှာတော်လေးကိုမြင်တော့မှာပါနောက်တစ်ခုကကျွန်တော်တို့လာမေးကြတယ်ကာစကင်ဖီရမှာလားဆိုတာနဲ့ဆက်ဆက်နေပါတယ်ကာစကင်ဖီရမှာလည်းမဟုတ်တယ်လို့ကာစကင်လည်းမဟုတ်ပါဘူးဒီ event မှာပဲတွေ့ရမယ်လက်နဲ့လို့ပြောလို့ရပါတယ်ဒီရေခဲကတော်တော်လေးကိုလာပါတယ်ထူးခြားတဲ့ effect ကရေခဲကြီးနဲ့ပြည့်လိုက်ရင်ထိရဲ့သူကရေခဲဒမ်းမေနဲ့ရေခဲ effect ကိုခံစားရမှာပါဒီရေခဲကပုံစံနေထားပါရန်တော်လေးကိုလာပါတယ်နောက်တစ်ခုက locket launcher ပါဒီ event မှာပါလာတဲ့ locket launcher ကလေပေါ်ပြန်လို့ရပါတယ်လေပေါ်ပြန်တဲ့နေရာမှာတပြက်စီးပြန်လို့မျိုးကြိုက်လို့ပြန်လို့ရတာမဟုတ်ဘဲနဲ့အကန့်အသတ်နဲ့ပဲပြန်လို့ရတာပါ locket launcher ကပြည့်လို့လည်းရပါသေးတယ် rocket launcher ကိုမြေပေါ်မှာပြည့်လိုက်ရင်ရေခဲတောင်းမှာဖြစ်ပြီးနေမင်းရင်တော့ slow effect နဲ့ချော်နေမှာပါနောက်တစ်ခုက9ပုံစံစီတူအပ်လေးပါဒီစီတူအပ်လေးကတော်လေးကိုမိုက်ပါတယ်ဒီ9စီတူအပ်လေးကကိုယ့်ကိုလည်းကူးလို့ရပြီးအဝေးကနောက်နေတဲ့တင်းမိတ်ကိုလည်းကေပေးရတာမလို့တော်လေးကိုအသုံးဝင်လာမှာပါစီးတော်ရင် vehicle အသစ်အနေနဲ့လည်းအခုမြင်တွေ့နေရတဲ့ပင်ကွင်းပုံစံစီးတော်ရင်အသစ်ကိုတွေ့ရမှာပါဒီ vehicle အသစ်က4ယောက်ထိစီးလို့ရပြီးတော့1ယောက်တည်းစီးရင်တော့နည်းနည်းလေးနေပါတယ်တငယ်ချင်းတွေပါခေါ်ပြီးအရှိကနေစပင်းနင်းလို့နင်းခမ်းရင်တော့မြန်ပါတယ်ဒါအပြင်အရှိကစီးမဲ့တင်းမင်း3ယောက်ကမောင်းနေရင်လည်းတနက်မှာပြေးလို့ရအောင်ပါဒီတော့ဒီရက်ကဒီလောက်ပါပဲနောက်ဗီဒီယိုမှာတွေ့ကြပါမယ်